မီးခိုးလုံးကြီးတွေအလိမ့်လိမ့်တက်နေတဲ့ကွင်းပြင်ကျဲကြီးထဲမှာအသားရောင်ရွှေဝါရောင်တောက်နေတဲ့နတ်မင်းတစ်ပါးနဲ့ကြီးမားတဲ့ပစိန်ကြီးကိုကင်ဆောင်ထားတဲ့နတ်စစ်သူကြီးတဦးဟာအမိန့်တော်အရတစုံတစ်ယောက်ကိုတက်ဖြတ်ဖို့ရောက်ရှိလာခဲ့ပါတယ်သူတို့တက်ရမယ့်သူကတော့တခြားသူမဟုတ်ပါဘူးကြံခွေလို့ခေါ်တဲ့ကောင်းကင်ဘုံကနေအပြစ်ပေးခံထားရတဲ့ထန်ဆန်းပဲဖြစ်ပါတယ်ဒေါသချောင်းချောင်းထွက်သွားတဲ့နတ်စစ်သူကြီးဟာသူ့ရဲ့အေယာမပစိန်ရွှေကြီးနဲ့ထန်ဆန်းကိုအားကုန်နဲ့ခုတ်ပါတော့တယ်ဒါပေမဲ့အားလုံးအံ့ဩသွားရတာကထန်ဆန်းဟာလက်တစ်ဖက်တည်းနဲ့တင်အဲ့ဒီပစိန်ချက်ကိုအသားလေးခုခံတားဆီးလိုက်နိုင်တာပါထန်ဆန်းကကောင်းကင်ဘုံကခွေးတွေဟာဘယ်တော့မှအတုံးမကျခဲ့ဘူးလို့ပြောပြီးနတ်စစ်သူကြီးကိုလှောင်ပြောင်းလိုက်ပါတယ်ထန်ဆန်းရဲ့ပြင်းထန်လာတဲ့လက်တိချက်တစ်ချက်ကြောင့်နတ်စစ်သူကြီးဟာလွင့်ထွက်သွားပြီးတောင်ကမ်းပါးရန်ကြီးပါပြိုကျပျက်စီးသွားခဲ့ရပါတယ်။ဘေးကနေစောင့်ကြည့်နေတဲ့လူချောင်းလို့ခေါ်တဲ့ကောင်လေးကတော့ဒီကြံခွေဆိုတဲ့လူဟာတကယ်ကိုတာမန်မဟုတ်ပဲ။တဏှာကြီးလာထန်ဆန်းဖြစ်နေမှသိလိုက်ရတဲ့အခါမှာတော့အံ့အားသင့်လို့မဆုံးတော့ပါဘူး။အဲ့ဒီအချိန်မှာတောင်ကမ်းပါးပြိုကျမှုတွေကနေအသက်လူယုံထွက်လာတဲ့နတ်မင်းကြီးကတော့ထန်ဆန်းတယောက်သူ့ရဲ့စွမ်းအားတစိတ်ခန့်နေမှုကိုချိုးဖျက်နိုင်သွားပြီဆိုတာသိလိုက်ရပြီးအကြီးအကျယ်ထိတ်လန့်သွားပါတော့တယ်။ဒဏ်ရာပြင်းထန်ရသွားတဲ့နတ်မင်းကြီးဟာသွေးအံရင်းနဲ့ပဲထန်ဆန်းကိုရန်ညှိုးဖွဲ့ပါတယ်။သူကမင်းလိုလူသားကဘာကအမိုက်ကောင်ဟာငါ့ကိုဒီလိုလုပ်ရဲတယ်ပေါ့။ကောင်းကင်ဘုံကတကိုးရှင်တွေမင်းကိုမြေလန့်ရှာပြီးအမုံကျိတ်လိုက်မယ်လို့ချင်းချောက်ပြီးကောင်းကင်ဘုံကိုအချက်ပြကြပန်းလင်းတန်းကြီးလွတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့နတ်မင်းကြီးဟာအစပြောက်ကွယ်သွားပါတော့တယ်။ကောင်လေးလူချောင်းကထန်ဆန်းကိုအခုဘာဆက်လုပ်မှလဲ။ဘုံကိုကက်လက်စားချီမှလားလို့မေးလိုက်ပါတယ်။ထန်ဆန်းကကောင်းကင်ဘုံကိုစိုက်ကြည့်ပြီးကောင်းကင်ဘုံကနတ်ဖရာအတူတွေဟာငါရဲ့အစွမ်းတွေကိုလူယူခဲ့ကြတယ်။ငါတရိုးချင်းစီပြန်တောင်းမယ်လို့ကြုံဝါလိုက်ပါတယ်ဒါပေမဲ့ကောင်းကင်ဘုံကိုမတိုက်ခိုက်ခင်မှာအရင်ဆုံးကောင်းကင်ဘုံကနေချုံနှောင်ပြီးအနက်ရှိုင်းဆုံး6ထဲမှာမြုပ်နှံထားတဲ့အယူ3ယောက်ကိုတွားရောက်ကယ်ထုတ်ဖို့လိုအပ်တယ်လို့ထန်ဆန်းကဆိုပါတယ်သူတို့3ယောက်ရဲ့အစွမ်းသာရှိရင်တကောင်းကင်ဘုံလုံးပြကျသွားစေရမယ်လို့သူကယုံကြည်နေတာပါနောက်ထန်ဆန်းနဲ့လူချောင်းတို့ဟာပထမဆုံးတယောက်ရှိရာကျွမ်းချိန်ကစီကားခဲ့တဲ့ဒီနေရာဟာအခုတော့နတ်ဖျားတွေရဲ့အုပ်ချုပ်မှုအောက်မှာပျက်စီးရွေ့နေခဲ့ပါပြီသူတို့နှစ်ယောက်အိမ်ဝင်းတစ်ခုတည်းကိုဝင်လိုက်တဲ့အခါမှာတော့ရွှေကြာကန်ထဲမှာရွှွန့်နုံတွေပေးကျန်နေပြီးရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့ဝက်ရိုင်းကြီးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီဝက်ရိုင်းကြီးကတော့တခြားသူမဟုတ်ပါဘူး။တစ်ချိန်ကကောင်းကင်ဘုံမှာစစ်သူကြီးအဖြစ်နာမည်ကျော်ခဲ့တဲ့ထန်ဖုံးစစ်သူကြီးပါကျဲဝက်ဝူကုန်းပဲဖြစ်ပါတယ်။အတိတ်တုန်းကပါကျဲဟာကောင်းကင်ဘုံရဲ့စစ်တီတော်အပါတသိန်းကိုတယောက်တည်းနဲ့ရင်ဆိုင်နိုင်ခဲ့တဲ့စွမ်းအားရှင်ကြီးပါဒါပေမဲ့အခုတော့ကောင်းကင်ဘုံရဲ့ကျိန်စာကြောင့်အစားအသောက်ပေါ်လောဘဇောတိုက်တဲ့တိရစ္ဆာန်ရိုင်းတစ်ကောင်ဖြစ်ပြောင်းလဲခံထားရတာဖြစ်ပါတယ်။ရုတ်တရက်ဝက်ရိုင်းကြီးဟာအသိစိတ်လွတ်သွားပြီးထန်ဆန်းတို့ကိုရန်ပြုတ်တိုက်ခိုက်ပါတော့တယ်ထန်ဆန်းကပါကျဲကိုတတိပြန်ဝင်လာအောင်လက်တီတစ်ချက်နဲ့အလဲထိုးလိုက်တဲ့အခါမှာတော့ဝက်ရိုင်းကြီးရဲ့ခန္ဓာကိုယ်ရဲ့ကနေစွမ်းအားတွေပောက်ကွဲထွက်လာပြီးအေယာမဝက်ရိုင်းနတ်ဆိုးကြီးအဖြစ်အသွင်ပြောင်းလဲသွားပါတော့တယ်ပါကျဲဟာအဆောက်အဦခေါင်မိုးတွေပေါ်ခုန်တက်ပြီးထွက်ပြေးဖို့ကြိုးစားတဲ့အတွက်ထန်ဆန်းနဲ့လူချောင်းတို့လည်းနောက်ကနေအမိလိုက်ကြရပါတယ်လူချောင်းကသူကဘာလို့ထွက်ပြေးနေတာလဲလို့မေးတဲ့အခါထန်ဆန်းကပါကျဲဟာခန္ဓာကိုယ်ပျက်စီးပြီးဝက်ဘဝကိုရောက်သွားပေမဲ့အတိတ်ကအမတ်တရားတွေရှိနေသေးတယ်သူဟာငါရဲ့မျက်နှာကိုမှတ်မိလို့ကောင်းကင်ဘုံကိုထပ်မရင်ဆိုင်ခြင်းတော့ပဲဒီလိုတိရစ္ဆာန်ဘဝနဲ့ပဲအေးအေးဆေးဆေးနေခြင်းနေတာလို့ရှင်းပြပါတယ်我不太清楚他为何要跑。八戒虽被斩杀肉体，重新投胎做猪，但他前世的记忆并未消除。跑，哼，不过是看清了为师的面孔，不想出力对抗神明，宁愿当一辈子混。ထန်ဆန်းဟာပါကျဲရဲ့ရှေ့မှာပိတ်ဆို့ပြီးရက်တက်လိုက်နိုင်ပါတယ်ပါကျဲကဒေါသတကြီးနဲ့နှာဘူးရဟန်းကြီးမင်းကြောင့်ငါဘဝတစ်ခုလုံးဒုက္ခတွေနဲ့ရင်ဆိုင်ခဲ့ရပြီးကောင်းကင်ဘုံကိုပြန်တိုက်ခိုက်ဖို့ဟုတ်လားနောက်ဆုံးတော့လေငါခန္ဓာကိုယ်ပဲပျက်စီးရအောင်ပါပဲမင်းငါရှိကိုဘာလို့ပြန်လာရဲတာလဲတိုက်ချင်နေဆိုရင်လည်းလာခဲ့ဆန်းလို့အော်ဟစ်ပြီးထန်ဆန်းကိုစင်ခေါ်လိုက်ပါတော့တယ်သူတို့နှစ်ယောက်ရဲ့တိုက်ပွဲပါဆက်ဖြစ်မလဲဆိုတာကတော့အပိုင်းနှစ်ကိုဆက်လက်ဆောင်မျှော်ပါ